အချစ်အမုံအလွန်အဆွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဇလန်းကိုယ်စီရှိကြပါတယ်။ဂျာရီကိုအသက်သွင်းလိုက်တဲ့အခါဖြစ်ပေါ်လာတာက Radio Drama မင်္ဂလာပါရှင်။ Amai Radio ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြ Radio ဇလန်းနာစီရမယ့်အချိန်လေးဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ကျမတို့စာရေးသူစာခူရာရေးသားထားတဲ့တက္ကသိုလ်ရဲ့ကျယ်နေလားဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တက္ကသိုလ်နောက်ခံဇလန်းလေးဖြစ်တာနဲ့အညီဒီဇလန်းလေးကအပိုင်းလေးတွေပိုင်းပြီးတော့ကျမတို့ခွဲပြီးတင်ဆက်ပေးသွားမှာပါ။ဒီတစ်ပတ်မှာတော့တက္ကသိုလ်ရဲ့ကျယ်နေလားအပိုင်း1ကိုခန်းစားနာစီရမှာဖြစ်ပါတယ်ရှင်။ဒီနေ့ကတောင်ကြီးနည်းပညာတက္ကသိုလ်ရဲ့ပထမအဦးဆုံးကျောင်းဖွင့်ရက်ဖြစ်တာကြောင့်ကျောင်းသားကျောင်းသူဆရာဆရာမတွေနဲ့စာသင်ခန်းတိုင်းမှာလူဆောင်လို့နေပါတယ်။မေဂျာမခွဲရသေးတဲ့ပထမနှစ်ကျောင်းသားကျောင်းသူတွေကတတ်မှတ်ထားတဲ့စုပေါင်းခန်းတွေမှာတစ်လလောက်အတူတက်ကြရပါတယ်။အင်ကြီးအဖြူရောင်လုံကြီးထမိန်နှက်ပြရောင်တွေစင်တူဝစ်စင်ထားကြတဲ့ကျောင်းသားတွေနဲ့ကျောင်းသူတွေကနည်းပညာတက္ကသိုလ်ရဲ့ပြရုပ်တစ်ခုလိုပါပဲ။နီးပညာတက္ကသိုလ်တောင်ကြီးဆိုတဲ့တက္ကသိုလ်အဆောက်အုံအဖြူရောင်ရဲ့ထိပ်မှာအမဲရောင်စလုံးနဲ့ရေးထိုးထားတဲ့ဆိုင်းဘုတ်စာတန်းကြီးကကျောင်းအဝင်ကလေးကကြည့်လိုက်ရင်တောင်မှထင်ထင်ရှားရှားမြင်နေရပါတယ်တက္ကသိုလ်ကျောင်းတော်ကြီးကလှလိုက်တာဟာဟုတ်ပါရမင်းရဲ့ငါတို့တွေလေနီးပညာတက္ကသိုလ်ဝင်ခွင့်အမှတ်မိရတိတ်ကိုကံကောင်းတာပဲနော်နုနုဒီနှစ်အမှတ်က340နဲ့ဖြတ်တာဆိုတော့တော်သေးတယ်ဟာအေးဆိုငါတို့နှစ်ယောက်ရဲ့အမှတ်ကလည်းအတူတူပဲဆိုတော့တမေချာရဲ့ကြာမှာသိကြရနော်ဒါဘောဟာဒါပေမဲ့လေငါတို့တွေစေဘယ်တော့မရလာဘူးအေးဘောနေရလဲအဲ့ဒါတော့တရားခိုင်တော့သိကြတော့ပဲဒါနဲ့ရမင်းမေဂျာရွေးရတဲ့စာရွက်မှာနင်ဘယ်လိုဖြည့်လိုက်လဲစာရွက်ထဲမှာရေးထားတဲ့အစင်လိုက်တိုင်းပဲဖြည့်လိုက်တာငါရောပဲလားအေးအဲ့ဒါဆိုငါတို့တခြားမေဂျာတော့ရမှာပါနော်အေးလေဘာဖြစ်ဖြစ်ဟာငါတို့နှစ်ယောက်ရဲ့အမှတ်က351ဆိုတော့17မှတ်ကြီးတောင်ဝင်ခွင့်အမှတ်ထပ်ပို့သေးတယ်ဟာအေးဘော17မိငိမ့်တာပါရမင်းရဲ့နင်ပြောတတ်ပါပလက်ဖောင်းလမ်းလေးပေါ်လမ်းလျှောက်ရင်းရီမောနေကြတဲ့ကျောင်းသူလေးနှစ်ယောက်ကတက္ကသိုလ်ကျောင်းတော်ကြီးရဲ့အလှပကိုပံ့ပိုးပေးနေကြသလိုပထမဆုံးရက်ဖြစ်တဲ့နေ့လေးမှာပျော်ပျော်ရွှင်ရွှင်ကျောင်းတက်ရောက်ခဲ့ကြပါတယ်။ကျောင်းမဖွင့်ခင်ရက်ဆောင်မျိုးကနေအေးတာယာမျိုးအဆောင်စီကိုရမင်းရဲ့အဖေနဲ့အမေကရမင်းကိုလိုက်ပို့ကြပြီးသူတို့ပြန်မှမို့အဆောင်အရှိမှနှုတ်ဆက်ကြပါတယ်။အဲဒီလိုနှုတ်ဆက်နေတော့ညောင်ရွှေမျိုးကနေလာတဲ့အင်းသူနူးနူးတို့သားအမိနဲ့တွေ့ပြီးခင်မင်သွားကြတာဖြစ်ပါတယ်။ရဆောင်မျိုးကနေကျောင်းအတူလာတက်တဲ့ရမင်းနဲ့တခြားတငယ်ချင်းနှစ်ယောက်ကတော့အဆောင်မှာအခန်းအတူတူနေပေမဲ့နူးနူးကတော့တယောက်ခန်းမှာပဲနေပါတယ်။ရမင်းကအဆောင်မှာပထမနှစ်ကျောင်းသူတွေအားလုံးနဲ့တငယ်ချင်းဖြစ်သွားသလိုနှစ်ကြီးတန်းအမတွေကလည်းချစ်ခင်ကြပြီးကျောင်းသွားကြချိန်အပြင်ဘဲကိုပဲသွားရမင်းတို့ပထမနှစ်ကျောင်းသူ12ယောက်လုံးကအတူတူသွားကြပါတယ်။ရမင်းရေအောက်မှာစောင့်နေကြပြီလာတော့ဟုတ်လာပြီမရေလာပြီဟဲဒီကောင်မလေးအေးရထားနောက်ကျပြန်ပြီထင်တယ်အခုလိုရမင်းတို့ပထမနှစ်အဖွဲကချစ်ခင်ရင်းနှီးပြီးစစ်စစ်လုံးလုံးနေထိုင်ကြတာကိုအဆောင်ကတတိယနှစ်အမတွေကလည်းတိတ်တဘောကြကြပါတယ်ပြီးတော့လည်းသူတို့အဖွဲကိုချီကျူးလို့မဆုံးတပြုံးပြုံဖြစ်နေကြတာပေါ့ရမင်းကလည်းအထက်တန်းကျောင်းတုန်းကတငယ်ချင်းအများကြီးမရှိခဲ့ပေမဲ့အခုတက္ကသိုလ်မှာဒီလိုမျိုးတငယ်ချင်းတွေရတာမို့သူမလေးကလည်းတိတ်ပျော်နေပါတယ်ရမင်းနဲ့နူးနူးက mechanical power မေဂျာရပြီးတခြားတငယ်ချင်းတွေကလည်းမေဂျာတစ်ခုစီမှာ2ယောက်စီရကြပါတယ်Civil Major မှာတော့မမိုးထွန်းနဲ့အတူကျန်တဲ့တငယ်ချင်း3ယောက်ကရသွားပါတယ်။အဲဒါကြောင့်အဆောင်မှာစားလို့ရင်2ယောက်တတွဲစီစားလို့ကြပြီးတခြားအားလက်ချိန်တွေမှာတော့တစ်ဖွဲ့လုံးအတူတူရှောက်လေလိုက်စားတောက်လိုက်နဲ့ပျော်ပျော်ပါပါနေကြပါတယ်။ဒီပေးရမှာဘာကားလေးကြည့်ကြမလဲ။လွေမိုးကအသစ်ထွက်တယ်တဲ့။အဲ့ဒါကြည့်မလား။ကောင်းသားပဲ။ဒါမဲ့လေခွေဆိုင်အောင်တော့ကြိုပြောရမယ်ထင်တယ်နော်။ဟိုကလူမျိုးဥဝအောင်မယ်။ဒါများအေးစေးအခွင့်ငါးဆိုင်ရဦးလေးကြီးနဲ့တို့တွေနဲ့ peace တောင်ဖြစ်နေပြီ။ဒါဆိုရင်အဲကဲမှာနေရာဥရတော့မှာပေါ့နော်နင်းရဂလန်ဂလိုင်းနဲ့နော် TV ရှိကပိတ်နေရင်တော့ပြောင်းမှုရိုးနဲ့ပောက်ခံရမယ်မှတ်မိန်ပါဒါနဲ့ရမင်းရောပြန်မလားတိတ်စာနီကိုနဲ့မမိုးထွေးရောပြန်ကြမှာလားအမားတို့ကတော့မပြန်တော့လွင်မိုးကောက်ကိုပဲအေးစစ်ကြည့်မယ်ဒေါ်အိန္ဒြိယလေးပဲပြန်ကျင်တာမဟုတ်ပါဘူးအမကလည်းတက္ကသိုလ်တက်မလေးမိသားစုနဲ့ခွဲပူတာမို့လို့ကျင့်တာမရသေးလို့ပါနော်အေးနော်အရင်တုန်းကလူကြောက်တတ်တဲ့ရမင်းလေးကအခုဆိုရက်ဆောင်တဲ့တောင်ကြီးကိုအိမ်ဦးနဲ့ကြမ်းပြလို့တယောက်တည်းသွားလာနေတတ်ပြီဟုတ်ပါရမင်းကလေကားသမားကိုလှုပ်ကျွေးနေတာမဟုတ်ပါဘူးမလည်း
ပြန်တဲ့ယမင်းကိုတငယ်ချင်းတွေကစနောက်ပြီးမေးတိုင်းစိတ်မဆိုးဘဲနဲ့ရီပြီးတော့သာပြန်ပြေးတတ်ပါတယ်။တငယ်ချင်းတွေကတော့တပတ်တစ်ခါအိမ်အမြဲပြန်တဲ့ယမင်းကိုဆက်လန်တထားကြပါတယ်။ဒါပေမဲ့သူ့အိမ်ကနေပါလာတဲ့မုံနဲ့စားစရာတွေဟင်းတွေကိုတော့ချွင်းချက်မရှိမျောလင့်စွာစောင့်ပြီးစားကြတာပေါ့။ယမင်းလေးကလည်းတငယ်ချင်းတွေအတွက်အိမ်ကနေလှုပ်ပေးထည့်ပေးလိုက်တဲ့အစားအသောက်တွေကိုအများကြီးတည်လာပြီးအားလုံးနဲ့အတူတူမျှဝေစားတောက်ကြတာမို့တငယ်ချင်းတွေကစတာစနေကြတာတကယ်တော့ယမင်းကိုသူတို့တွေကျေးဇူးတော်တင်နေကြပါသေးတယ်ယမင်းရဲ့နင့်အိမ်ကပါလာတဲ့ကြက်သားမွားကြော်ကတော်တော်စားလူကောင်းတာပဲ ဟုတ်လားအဲ့ဒီဟင်းတွေအကောင်လုံးကလေမမေချက်တာလေ ယမင်းအမေကဟင်းချက်တိတ်တော်တာပဲနော် တို့အိမ်ကအမေကတော့ဘာတွေချက်နေလဲဟိုမသိတာ မမေရဲ့ဟင်းတွေကိုလေတငယ်ချင်းတွေကကြိုက်ကြလို့ဆိုပြီးမမေကအများကြီးပဲထည့်ပေးလိုက်တာ ယမင်းအမေကိုတိတ်ကျေးဇူးတင်ပါတယ်လို့ပြောပေးအောင်နော် မမေလက်ရာကိုကြိုက်ကြရဲ့ပရိသတ်တွေကအများကြီးပဲကိုပြောပေးရမှာပေါ့ ယူလာပေးတဲ့ယမင်းလေးကိုလည်းငါတို့ကကျေးဇူးတင်ပါတယ်ဟဲ့အမြဲတမ်းအိမ်ထမင်းဟင်းတွေစားရလို့ ဟုတ်ပါပြီရှင် ယမင်းဆိုတာတနခါမိတ်ကပ်မပါတဲ့မျက်နှာပြောင်လေးမှာပါဝါမျက်မှန်ထူးထူးကြီးကိုတက်လို့အုံမွေးလုံးကေလေးနဲ့ပါစားအုပ်တွေအများကြီးထည့်ထားတဲ့ကြောဘိုးအိတ်အလေးကြီးကိုလွဲကကောက်တီးအရှိကြီးကိုကိုင်ရင်ចောင်းသွားတဲ့သူ့ရဲ့ပုံစံကတက္ကသိုလ်ကျောင်းသူနဲ့မတူပဲအလဲတန်းကျောင်းသူနဲ့တောင်တူနေပါသေးတယ်ယမင်းရဲ့အဲ့ဒီလိုပုံစံလေးကပဲအဆောင်ကတငယ်ချင်းတွေနဲ့ရောကျောင်းဝင်းထဲကမိန်းကလေးတွေကြားမှာပါတမျိုးလေးကွဲထွက်နေပါတယ်အခုလေမနက်ကလေးကအဆောင်ကနေတခါတည်းယူလာခဲ့တဲ့အဝတ်အစားလက်ဆွဲအိတ်တစ်ဖက်နဲ့ဆွဲချင်းတစ်ဖက်နဲ့စက်မှုစုံကားမိဖို့သူမခတ်တွတ်တွတ်လမ်းလျှောက်နေပြန်ပါတယ် ဟာအမေ ဘာဖြစ်သွားသေးလဲဟင် ဟုတ်ဘာမှမဖြစ်ပါဘူး တော်သေးတာဗောစိတ်ပူသွားတာပဲ ဟိုခြေထောက်နည်းနည်းခောက်သွားလို့ပါဟွာလေလက်လွတ်ပေးအောင်လေ ဟာ sorry နော်ရုပ်တရက်ဆိုတော့မင်းလေးသွားမှာဆိုလို့ကိုလမ်းထိန်ပေးလိုက်တာပါ ဟုတ်ရပါတယ်ဟိုအဲ့ဒါကျမပစ္စည်းရလေရှက်ဘာလို့မလို့လဲ မင်းလေးကိုလိုက်ဖို့မလို့လေ ဖဲသွားမယ်ဆိုတာသိလို့လား အမေတိတာဗောအိမ်ပြန်ဖို့မြို့တစ်လမ်းခွဲမှာကားသွားစီးမှလေဟိုနေ့ကမင်းလေးကိုအိမ်နာမှာတွေ့လိုက်ပါတယ် ရပါတယ်ကျမဒီနေ့ဟိုညောင်ပင်ကနေပဲစောင့်ပြီးစီးလိုက်တော့မယ် အဲ့ဒီလမ်းလျှောက်နေမင်းလေးခြေတော့နာနေမှာပေါ့လို့ အခုခြေထောက်ကမနာပါဘူးရှောက်လို့ရပါတယ် မင်းလေးရပါမယ်ကိုကတော့မရပါဘူးနော် ဒီမနေအောင်ဟိုအဲ့ဒါကြီးဒီကိုပေးဟာနေအောင်လို့ အဲ့လိုလုံးနေမင်းလေးကိုဂုံပို့လိုက်မှာနော် အဝိတ်အိတ်ထဲမှာအတွင်းပစ္စည်းရောပါနေလို့သူငရဲကြည့်ပြီးဖုံးလိုက်မှာဆိုလို့ပါဆိုတကယ်ပဲစွတ်ပဲ ယမင်းကဆိုင်ကယ်ပေါ်ပစ္စည်းတွေတင်နေတဲ့လူကိုကြည့်ပြီးစိတ်ထဲကနေပဲပြောနေတာပါအဲ့ဒီလိုပြောနေရင်အဲ့ဒီသူကဆိုင်ကယ်အုပ်ထုပ်လာဆောင်ပြီးတော့မှအသက်ရှူဖို့တော့သူမမိတ်သွားတယ်လို့ပါပဲခုနကတော့ငါလန့်သွားလို့တေချာမကြည့်မိလိုက်တဲ့အဲ့ဒီလူရဲ့မျက်နှာကိုအခုလိုအနီးကပ်ပြန်မြင်ရတော့ယမင်းရဲ့ပါဝါမျက်မှန်တူတူအောက်ကမျက်လုံးလေးတွေနဲ့ငေးကြည့်နေမိပါတော့တယ်ကျဲပြောတဲ့နှဘူးပြင်ထက်မှာဇင်ရော်တောင်မျက်ခုံးလေးနှစ်ခုကအချိုးကျစွာရှိနေပြီးစူးရှာတဲ့မျက်ဝန်းတွေနဲ့ဖြောင့်စင်းနေတဲ့နှာတန်လုံးလုံးလေးအောက်မှာနှကန်းဖူးလေးကပြည့်ပြည့်စွာနေရာယူထားပါတယ်။ဘေးရှိတ်ပုံစံမျက်နှာဖြူဖြူလေးကကြည့်မိသူတိုင်းကိုအကြည့်မလွဲချင်လောက်အောင်ညှို့ယူဖန်ဆားနိုင်လို့ပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့လူကျော်လူပြောင်တစ်ယောက်ပါပဲ ကိုမျက်နှာမှာဘာပိန်နေလို့လဲ ဟုတ်ဘာမှမပေးပါဘူး မသိပါဘူးမင်းလေးကကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေလို့လေ စားတာပါရှက်နေရလေးကအသေးရပြီးချစ်ချင်စရာလေး သူ့ကိုငန်းချင်လို့ငန်းနေများမှတ်နေလားမသိဘူးဒီကကြည့်လို့ကောင်းကြည့်မိတာ哦 ။သူ့မျက်နှာချောချောလေးကိုငေးကြည့်နေပြီးတော့အဲ့ဒီမျက်နှာပိုင်ရှင်လေးကအမေးစကားပြောလာတော့မှရှက်ရမ်းရမ်းပြီးစကားတွေထစ်ကပြန်ပြေးလိုက်ရတဲ့ယမင်းလေးပါ။တစ်ဖက်လူကငန်းကောင်းနေတော့လူမိသွားလို့ရှက်ပါတယ်ဆိုမှသူကပြည်တီတီမျက်နှာနဲ့လူကိုလာဆနေလို့နှကန်းလေးဆူပြီးဆိုင်ကယ်ပေါ်အရင်တက်ထိုင်လိုက်ပါတယ်။သူဆလိုက်လို့ဖြစ်သွားတဲ့ယမင်းရဲ့ပုံစံလေးကိုအသေးရနေသူကရည်ရင်းနဲ့ဆိုင်ကယ်မောင်းဖို့တက်ထိုင်လာပါတယ်။ မင်းလေးပြုံးမကြအောင်ကိုယ့်ရဲ့ခါကိုဖတ်ထားအောင်လေ ရှင်မင်းကဆိုင်ကယ်ဆင်းရင်ဖေဖေကလွယ်လို့တခြားယောက်ျားလေးရဲ့ခါကိုဖတ်ပြီးတော့မစီးတတ်ဘူး အမေဒါဆိုကိုတိတ်ကန်ကောင်းတာဗော ဘာလို့လဲ ဟုတ်တယ်လေမင်းလေးခါဖတ်စီမဲ့သစိမ်းယောက်ျားကိုပထမဆုံးဖြစ်နေလို့ဗော သူ့လက်နှစ်ဖက်နဲ့ယမင်းရဲ့လက်နှစ်ဖက်ကိုနောက်ပြန်ယူလိုက်ပြီးသူ့ခါမှာဖက်စီတော့ယမင်းကယုံလိုက်တာကိုသူကထက်ဆွဲပြီးတော့ကင်ထားပြန်ပါတယ်ဒီတော့ယမင်းလည်းမယုံတော့ပဲငြိမ်နေလိုက်ရပါတော့တယ် မင်းလေးခါဖတ်စီရဲ့သူကမင်းလေးဖေဖေနဲ့ကိုနဲ့ပဲဖြစ်နေရမယ်နော်
တခြားယောက်ျားတွေဆိုကိုလုံးဝခွင့်မပြု ဘာမှလည်းမဆိုင်မဲနဲ့ ဟာကိုကဆိုင်အောင်ပိုင်အောင်လုပ်မှာပေါ့ မျက်နှာလေးကချောပါရဲဆိုအပြုအမူတွေနဲ့အပြောတွေကပိုက်စိုးပိုက်နေနဲ့ချွေချင်းစရာကောင်းလောက်အောင်လာချွေနေလေရဲ့ဒီလိုနဲ့ငယ်ရွယ်တဲ့ရင်ကုန်တန်းတွေစီးချက်မညီစွာလှုပ်ရှားနေကြတဲ့လူသားလေး2ဦးရဲ့ဆိုင်ကယ်လေးဟာနီးပညာတက္ကသိုလ်ကျောင်းဝင်းကြီးတဲ့ကနေတရိပ်ရိပ်နဲ့မောင်းနှင်လို့သွားနေပါတော့တယ် ဟုတ်လိုက်ဖို့ပေးရကျေးဇူးပါပဲနော် ရပါတယ်ဖြစ်နိုင်ရင်မင်းလေးရဲ့အိမ်ထိကိုလိုက်ဖို့ပေးချင်တာ နောက်ဆုံးအတန်းချိန်မတက်တော့ဘူးလား မတက်တော့ဘူးလေမင်းလေးကိုကားလာတဲ့အထိကိုကူးဆောင်ပေးမှာပေါ့လို့ ရပါတယ်ခဏနေကားလာတော့မှာ မင်းလေးရပဲမယ်ကိုကတော့မရပါဘူး ရတယ်ပြောရင်ဘာလို့ဒီလိုစကားကြီးပဲပြောနေရလဲလို့ ပြောမှာပေါ့လို့မင်းလေးကိုစိတ်ပူပြီးစိတ်မချဖြစ်နေရလို့လေ ကားမတိုင်ကခုံတန်းရှိလေးရဲ့တောင်စွန်းနားမှာအဖြူနက်ပြာတူညီဝတ်စုံနဲ့ထိုင်နေကြတဲ့လူသား2ယောက်သူတို့2ဦးအနက်မျက်နှာလေးနီးရဲပြီးရှက်နေတဲ့ကောင်မလေးကိုကောင်လေးကမျက်နှာမှုအပြည့်နဲ့ပြုံးပြီးကြည့်နေရင်ကားအတူတူစောင့်ပေးနေလိုက်ပါတော့တယ်ရမင်းတယောက်တနင်္ဂနွေနေ့မို့အဆောင်ကိုပြန်လာချိန်ရက်ဆောက်ကားပေါ်မှာငယ်တငယ်ချင်းနဲ့တွေ့လို့စကားတွေပြောပြလာကြပါတယ်။သူလည်းနီးပညာတက္ကသိုလ်အတူတူပဲမို့မြို့တစ်လမ်းခွဲမှာအတူဆင်းလိုက်ကြပြီးစမှုဆောင်ကားကိုစီးဖို့လိုင်းကမှတ်တိုင်စီအသွားလူတယောက်ကအနောက်ကနေရမင်းရဲ့လက်မောင်းကိုကင်ပြီးဆွဲလှဲလိုက်ပါတယ်။ဒါနဲ့ရမင်းလည်းလန့်သွားတယ်လို့ဘေးကတငယ်ချင်းလည်းပြောလက်ဆစကားရက်တန့်သွားပြီးနှစ်ယောက်စလုံးကအဲ့ဒီသူတန်းအံ့တော်ကြည့်လိုက်ကြပါတယ်။အဲ့ဒီလူကတော့ရမင်းလက်ထဲကပစ္စည်းတွေကိုဆွဲယူကဘယ်သူကမှစကားမပြောဘဲအရှိကနေသွားနှင်มาတော့တယ် ဟာရမင်းအဲ့ဒါနေကောင်းလေလား မဟုတ်ပါဘူး အဲ့ဒါဆိုတငယ်ရလား မဟုတ်ဘူး ဒါဖြစ်မသူတော့ ငါလည်းမပြောတတ်ဘူးကအခုနဲ့မှလေ2ခါပဲတွေ့ဘူးသေးရဆိုတော့ဒီတိုင်းအတိတွေပဲထင်တယ် နေဟာလေဘလို့ကြီးလေ မသိဘူးလေငါလည်း နေရတာမသိရငါကတော့သိနေတယ်လို့ပဲနော် နေရပါသိရ နေရလေယောက်ျားလေးချင်းကြည့်လိုက်တာလည်းသိတာပေါ့သူကနေကိုကြိုက်နေတာ ဟဲနေရလည်းပောက်ကြရတယ် တကယ်ပြောနေတာခုနကငါ့ကိုကြည့်တော့မြရေးသားလူလူဦးလူကြွက်ခတ်တဲ့မျက်လုံးနေတယ်နော်ဝါးစားမဲ့အတိုင်းပဲ ဒါဆိုကျောင်းဆရာကြီးထင်တယ် ဟုတ်လားပဲ Radio drama brought to you by MI Radio. MI Radio ပရိသတ်တွေအခုနားဆင်ကြရတာကတော့ဇလန်းဆာကူရာဇညွန်းဟိမင်းလက်ငိမ့်လက်မွန်တို့ရေးသားထားတဲ့တက္ကသိုလ်တွေရဲ့ကျင်းနေလအပိုင်း1ကိုနားဆင်ကြကြရတာဖြစ်ပါတယ်။တက္ကသိုလ်တွေရဲ့ကျင်းနေလအပိုင်း2မှာသူတို့2ဦးရဲ့ဇလန်းလေးကဘယ်လိုလေးဖြစ်မလဲဆိုတာစောင့်မျှော်နားဆင်အားပေးကြပါအောင်နော်။ဒီစီစဉ်ကိုတော့ကျမငိမ့်လက်မွန်ကနေစီစဉ်တင်ဆက်တာဖြစ်ပြီးတော့ကျမနဲ့အတူတူဖြိုစု Melody ဇွဲနဲ့ကိုညံတို့ကပါဝင်ကူညီတရုပ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ MI Radio ပရိသတ်များရဲ့ကလောင်စွမ်းကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ